မင်္ဂလာပါတငယ်ချင်းတို့ရေဒီနေ့မှာတော့2019ခုနှစ်ကထွက်ရှိထားတဲ့ဇာတ်ကားကောင်းလေးတကားကို recap ပြုလုပ်ပေးသွားမှာပဲဖြစ်ပါတယ်။ဒီနေရာကတော့မြောက်ကိုရီးယားနိုင်ငံပြုံးရရဲ့အမှတ်215စက်မှုဇုံပဲဖြစ်ပါတယ်။ဒီနေရာမှာတော့ဒေါ်လာတွေထုတ်လုပ်နေကြတာပါ။ဘိုးကြီးချောယောင်ဟာမိုးတဲနေတဲ့ညမှာတာဝန်ထမ်းဆောင်နေရပါတယ်။ဒီချိန်မှာသူ့ရဲ့ဇနီးကထမင်းလာကျွေးပါတယ်။အရေးပေါ်အခြေအနေတစ်ခုဖြစ်ပေါ်လာတဲ့အတွက်ဘိုးကြီးကကားထဲကထွက်လိုက်ပါတယ်။သူတို့တပ်သားတစ်ယောက်ဟာအဲ့ဒီနယ်မြေမှာအသက်ခံလိုက်ရတာပဲဖြစ်ပါတယ်။ချောယောင်ဟာအထက်လူကြီးကိုစကားပြောစက်မှတစ်ဆင့်သတင်းပို့လိုက်တဲ့အခါတက်ကူဆောက်ခိုင်းနေတဲ့အတွက်သူကရန်သူကိုလွတ်သွားမှဆိုလို့အထက်မိန့်ကိုဆန့်ကျင်ပြီးရန်သူနောက်ကိုလိုက်ခဲ့ပါတယ်။ကျန်တဲ့သူတွေကိုနောက်တန်းမှာစောင့်ကြည့်ဖို့အတွက်အမိန့်ပေးထားလိုက်ပါတယ်။စက်ရုံထဲမှာတော့ပြစ်ခတ်မှုတွေဖြစ်နေပါပြီ။ငွေထုတ်တဲ့တပ်တူပြားတွေကိုယူပြီးကျန်တဲ့လူတွေအားလုံးကိုတပ်ဖြစ်ဖို့အတွက်သူတို့ကအမိန့်ပေးလိုက်ပါတယ်။ဒီအချိန်မှာချွေယောင်တို့အဖွဲ့ရောက်လာပြီးအပေါ်ဓာတ်ကနေတနက်နဲ့ချိန်ထားလိုက်ပါတယ်။လက်နက်ချဖို့ပြောနေတဲ့အချိန်မှာဘိုးကြီးချာကီဆန်ရောက်လာပြီးချွေယောင်ရဲ့မိန်းမကိုတစားကန်အဖြစ်ဖမ်းခေါ်လာခဲ့ပါတယ်။သူကတော့ဒီပုံကမှုရဲ့ခေါင်းဆောင်မှာမိန်းမရဲ့ခေါင်းကိုတနက်နဲ့ချိန်ပြီးအကြက်ကင်နေတော့ချွေယောင်လည်းမတက်တာပဲလက်နက်ချလိုက်ရပါတယ်။ပြီးတော့အောက်ထပ်ကိုဆင်းလာခဲ့လိုက်ပါတယ်။အဲ့ဒီနောက်မှာချွေယောင်တို့ရှိရာဘက်ကိုလက်ပစ်ပုံးတစ်လုံးနဲ့ပစ်လိုက်တဲ့အတွက်အမြန်ရှောင်လိုက်ကြရပါတယ်။ဘုံပေါက်ကွဲနေတဲ့အချိန်မှာချွေယောင်နဲ့သူ့မိန်းမအပါအဝင်အားလုံးဟာရှင်းလင်းခံလိုက်ရပါတယ်။ဒါပေမဲ့ချွေယောင်ဟာမသေးသေးပဲအသိရှိနေပါသေးတယ်။တစ်ဖက်စစ်ဘိုကတပ်တူပြားတွေကိုသူယူသွားတဲ့အကြောင်းမင်းတို့မြောက်ကိုရီးယားကိုပြောလိုက်လို့သတင်းစကားပါခိုင်းလိုက်ပါတယ်။ဒီကိစ္စကြောင့်မြောက်ကိုရီးယားရဲ့အထက်လူကြီးတွေလည်းအရေးပေါ်စည်းဝေးထိုင်နေကြရပါပြီ။သူတို့တွေကဒေါ်လာတွေထုတ်လုပ်နေတာတွေကိုကဘာကသိသွားမှစိုးရိမ်နေကြတာပါ။နောက်ွယ်ကကျိုးကင်သူဘိုးကြီးချာကီဆန်ဆိုတာမြောက်ကိုရီးယားစစ်တပ်ရဲ့နေရာတော်တော်များများမှာတာဝန်ထမ်းဆောင်မှုပြီးအထူးတပ်ဖွဲ့မှာတာဝန်ထမ်းဆောင်နေစဉ်မှာပဲသူ့ကိုမူရစ်ဆေးကိစ္စနဲ့ပတ်သက်လို့ဆွဆွဲခံလိုက်ရပါတယ်။ချာကီဆန်ရဲ့မိန်းမဟာလည်းကြံရပါအဖြစ်ထောင်ထဲမှာတည်ဆုံသွားခဲ့ပါတယ်။ဒါကြောင့်သူကလက်စားချေဖို့အတွက်ဒီလိုလှုပ်ဆောင်ခဲ့တာပဲဖြစ်ပါတယ်။ယခုအခါမှာသူ့ကိုနောက်ဆုံးချေရခံမိတဲ့နေရာကတော့တောင်ကိုရီးယားနိုင်ငံဆိုးမြို့ပဲဖြစ်ပါတယ်။တောင်ကိုရီးယားနိုင်ငံရဲ့စုံနောက်ကျော်ကြီးဂန်ရှင်းထဲတယောက်ဟာလူဆိုးကောင်နောက်ကိုလိုက်ဖမ်းနေပါတယ်။အဲ့ဒီအချိန်မှာသူ့သမီးစီကဖုန်းလာတဲ့အတွက်ကင်လိုက်ပါတယ်။ဒါကိုအခွင့်ကောင်းယူပြီးလူဆိုးကောင်ကထွက်ပြေးသွားပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးအထက်လူကြီးကသူ့ကိုစစ်ဆေးနေတာပဲဖြစ်ပါတယ်။အလုတ်တောင်ဝင်ပေါ်ရတဲ့အတွက်သူ့ရဲ့အထက်လူကြီးကသူ့ကိုခွင့်သုံးလပေးပြီးယာရုမှအနာပေးထားလိုက်ပါတယ်။ဒီဘက်မှာတော့ဘိုးကြီးချာကီဆန်ထွက်ပြေးသွားတာနဲ့ပတ်သက်ပြီးတူရီတော့အသက်ရှင်ကျန်ရစ်သူဘိုးကြီးချွဲယောင်ဟာအပြစ်ပေးခံနေရပါတယ်။မြောက်ကိုရီးယားအာဏာပိုင်ဟာသူတို့နှစ်ယောက်ပေါင်းပြီးကြံစီတယ်လို့တန်တရားရှိနေတာပါ။ဇနီးဖြစ်သူတက်ခံရတဲ့အတွက်နာကြီးနေတဲ့ချွဲယောင်ဟာသူ့အသက်သေးသွားရင်တောင်မှချာကီဆန်ကိုရအောင်ဖမ်းမယ်လို့ကတိပေးလိုက်ပါတယ်။ဒါကြောင့်တပတ်အတွင်းစိုးမြို့မှာပြုတ်လုသွားမဲ့တောင်မြောက်နိုင်ငံဆွေးနွေးပွဲမှာချဲယောင်ကိုလုံခြုံရေးအဖွဲ့မှတာဝန်ပေးပြီးချာကီဆန်ကိုဖမ်းဖို့အတွက်လှုပ်ဝက်တာဝန်ပေးလိုက်ပါတော့တယ်။နေမြင့်အောင်ထိအိတ်နေတဲ့ဂန်ရှင်းထဲကိုသူ့ရဲ့ချစ်စရာကောင်းတဲ့သမီးလေးဟာ iPhone ဝယ်ပေးဖို့အတွက်လာရောက်ပူဇော်နေပါတယ်။ဝယ်ပေးမယ်လို့ကတိပေးလိုက်မှသမီးလေးကပြန်ထွက်သွားပါတယ်။ပြီးတဲ့နောက်မှာတော့သူ့ရဲ့ခဲမကြောလေးရောက်လာပြီးပတ်စံလာရောက်ချီးပါတော့တယ်။ရှင်းထဲကမချီးစင်မိမဲ့ခဲမလေးကတော့သူ့ရဲ့ဘဏ်အကောင့်ထဲထည့်ပေးဖို့ပြောပြီးထွက်သွားပါတယ်။ရှင်းထဲတယောက်ကောင်းကောင်းမအိပ်ရလို့ဒေါသတွေအရန်ထွက်နေပါပြီ။အဲ့ဒီနောက်သူ့မိန်းမရောက်လာပြီးရှင်းထဲကိုဖုန်းလာပေးပါတယ်။ရှင်းထဲကအမိုက်ဖြစ်ဖို့အတွက်အိမ်အောက်ထပ်ကိုဆင်းလာတဲ့အခါမှာအသင်းဆောင်ကြိုနေတဲ့ခေါင်းဆောင်ဖြူကတောင်မြောက်ဆွေးနွေးပွဲမှာလာမဲ့မြောက်ကိုရီးယားစုံနောက်တစ်ယောက်ဟာတောင်ဘက်ကိုရောက်နေတဲ့တစ္ဆာဖောက်ကိုဖမ်းဖို့အတွက်လာမှဖြစ်ပြီးအဲ့ဒီစုံတောင်းနဲ့အလုပ်တွဲလုပ်ဖို့အတွက်ပြောလိုက်ပါတယ်ဒီကိစ္စကိုရုံးမှစုံနောက်တော်တော်များများဟာလှုပ်ချင်နေတဲ့အကြောင်းနဲ့ဌာနမှာအများကြီးအမှတ်တိုးနိုင်တဲ့အကြောင်းခေါင်းဆောင်ဖြူကပြောလိုက်ပါတယ်ရှင်းထဲကတော့စဉ်းစားအောင်မယ်လို့ပဲအဖြေပေးလိုက်ပါတယ် TV မှာတော့တောင်မြောက်ဆွေးနွေးပွဲသတင်းကအရန်ကိုနာမည်ကြီးလို့နေပါတယ်ရှင်းတယ်လေသူနဲ့လက်တွဲလှုပ်ဆောင်ရမယ့်စုံနောက်ရဲ့ profile ကိုကြည့်ပြီးဒီစုံစမ်းရေးကိုလက်ခံဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်NIS ဌာနချုပ်မှာတော့ခေါင်းဆောင်ဖြူကရှင်းထက်ရဲ့အရေးချင်းတွေကိုပြောပြပေးနေပါတယ်။ဌာနချုပ်မှာတာဝန်ရှိတဲ့သူကရှင်းထက်ကိုမြောက်ကိုရီးယားစုံတောင်းနဲ့ပတ်သက်ပြီးဆွေးနွေးပွဲပြီးသည့်အထိစောင့်ကြည့်ဖို့နဲ့တခုခုတန်ရဖြစ်စီရရှိရင်ချက်ချင်းသတင်းပို့ဖို့အတွက်တာဝန်ပေးနေပါတယ်။ဒီကိစ္စဟာအရန်ရေးကြီးတဲ့အတွက် NIS မှာပါဝင်ပတ်သက်နေတာကိုလည်းဘယ်သူမှသိလို့မဖြစ်ဘူးလို့မှာကြားလိုက်ပါတယ်။ရှင်းထက်ကတော့ချာကီဆန်ကိုဖမ်းဖို့ကသူ့ရဲ့တာဝန်ကြီးလို့ထင်လိုက်ပေမဲ့တကယ်တမ်းမှာတော့မြောက်ပိုင်းကစုံတော့ရဲ့လှုပ်ရှားမှုတွေကို NIS ကိုသတင်းပို့ပြီးမြောက်ပိုင်းသားကိုအာရုံလွှဲပေးဖို့ပဲဖြစ်ပါတယ်။ဆွေးနွေးပွဲနေ့ကိုရောက်ရှိလို့လာခဲ့ပါပြီ
ချွဲရောင်အားသူ့ရဲ့အထက်လူကြီးမှတနက်တလက်ဖုန်းတစ်လုံးနဲ့ချာကီဆန်းရဲ့တပည့်ကိုရှာပြီးချာကီဆန်းကိုဖမ်းရန်နဲ့တာဝန်ချိန်မှာလက်စားချေခြင်းတဲ့စိတ်ကိုမေ့ဖြောက်ဖို့အတွက်မှားကြားလိုက်ပါတယ်။သူ့ကိုစောင့်ကြည့်ဖို့အတွက်တောင်ပိုင်းကစုံနောက်တစ်ယောက်ရောက်ရှိလာမှဖြစ်ပြီးတပ်တူပြားတွေအကြောင်းကိုလုံးဝထုတ်မပြောဖို့အတွက်မှားကြားလိုက်ပါတယ်။ဒီလိုနဲ့ရှင်းတဲ့ဟာချွဲရောင်ကိုပွေးဖက်နှုတ်ဆက်လိုက်ပြီးနောက်တနက်ကိုတင်လိုက်ပါတယ်။ချွဲရောင်ကပြန်တောင်းမဲ့တောင်ပိုင်းဖြစ်လို့တောင်ပိုင်းရဲ့စီကံအတိုင်းလိုက်နာဖို့ပြန်ပြောလိုက်ပါတယ်။ရှင်းတဲ့ကအသားခင်ဆိုင်မှာချွဲရောင်ကိုအခန့်ကျွေးမွေးနေပါတယ်။သူတို့နှစ်ဦးဟာတဦးနဲ့တဦးလေးလာကဲခတ်နေကြပါတယ်။ရှင်းတဲ့ကချွဲရောင်ရဲ့အင်ဂျီကော်လန်မှာတစ်စိမ့်လေးကိုလှမ်းထိလိုက်ပေမဲ့ချွဲရောင်ကလက်ကိုလိမ်ချိုးပလိုက်ပါတယ်။မြောက်ပိုင်းသားကိုတွားဆန်းလို့မရဘူးဆိုတဲ့သဘောပါ။စားပိတ်လို့ပြန်ထွက်လာတဲ့အချိန်မှာတော့ရှင်းတဲ့ကတောင်ပိုင်းမှာ CCTV တွေနေရာတိုင်းမှာရှိပြီးသူတို့ရဲ့လှုပ်ရှားမှုတွေကိုစောင့်ကြည့်နေကြကြောင်းနဲ့ဖုန်းတစ်လုံးကိုအသုံးပြုဖို့ပေးလိုက်ပါတယ်။ချွဲရောင်ကတော့သူ့မှာလည်းရှိတယ်ဆိုပြီးလက်မခံထားလိုက်ပါဘူး။ရှင်းတဲ့ကတော့ချွဲရောင်ကိုရောက်လက်စနဲ့ရှောက်လဲဖို့ပြောနေပါတယ်။ဘဲကိုသွားရမှန်းမသိဖြစ်နေတဲ့အချိန်မှာချွဲရောင်ကမြောင်နှုံးဘက်ကိုလိုက်ဖို့ခိုင်းလိုက်ပါတယ်။လမ်းမှာကားတွေပိတ်နေတဲ့အချိန်မှာရှင်းတဲ့ကစားရိုက်ပြီးဌာနစီကိုသတင်းလှမ်းပို့နေပါတယ်။ချွဲရောင်ကတော့တောင်ပိုင်းရဲတွေကဒီလိုပဲလားဆိုပြီးရှင်းတဲ့ကိုအတော်ကိုစိတ်ပြက်နေပါတယ်။ဒီချိန်မှာစကားပြောဆက်မှတဆင့်အမှုခင်းတစ်ခုကိုကြားလိုက်ရပြီးရှင်းတဲ့ကအမှုခင်းနေရာကိုသွားမယ်အလုံးမှာချွဲရောင်ကသူ့ရဲ့ဥတီချက်နေရာလွဲသွားမှဖြစ်လို့ရှင်းတဲ့ကိုကားနဲ့လက်ထိတ်ခတ်ပြီးထားခဲ့လိုက်ပါတယ်။ရှင်းတဲ့ကဌာနကိုဖုန်းနဲ့သတင်းပို့နေတာကိုလည်းသိသွားပါတယ်။အဲဒီနောက်သူကတရားအောက်ကိုခုန်ဆင်းပြီးထွက်သွားပါတယ်။တောင်ပိုင်းရဲရှင်းတဲ့လည်းချွဲရောင်စီးသွားတဲ့တက်စီကိုခြေရခံခိုင်းလိုက်ပါတယ်။မြောင်တုံးဘက်ကိုရောက်တဲ့အခါရှင်းထဲကကြိုတင်ရောက်ရှိနေပြီးသူတို့နှစ်ယောက်အတူဓာတ်လေကားတဲ့ဝင်မဲ့အချိန်မှာချွဲရောင်ကပတ်မြောင်ဟိုကိုတွေ့ပြီးနောက်ကလိုက်သွားပါတော့တယ်။ရှင်းထဲကဌာနချုပ်ကိုဖုန်းဆက်ပြီး CCTV မှတဆင့်သူတို့သွားတဲ့နေရာကိုရှာခိုင်းလိုက်ပါတယ်။ဒီနေရာမှာကိုဝဲကောင်ကမူရစ်စေဝါတွေလာရောက်နေတာပါ။ပြီးတော့သူ့စီမှာတနက်တွေလည်းရောင်းတဲ့အကြောင်းကြော်ညာဝင်လိုက်ပါသေးတယ်။ပြန်ထွက်လာတဲ့အခါမှာတော့ချွဲရောင်ရဲ့ရုတ်တရက်တိုက်ခိုက်တာကိုခံလိုက်ရပါတယ်။ကိုဝဲကောင်ကလက်ထက်ကတနက်နဲ့အနီးကပြန်ပစ်လိုက်ပေမဲ့မမှန်လိုက်ပါဘူး။ဒီလိုနဲ့ပြစ်ခတ်ကြရင်ရှင်းထဲရောက်လာပြီးအရေးပေါ်မီးဖွင့်လိုက်တဲ့အခါကိုဝဲကောင်ကကားတစ်စီးကိုလူပြီးထွက်ပြေးသွားပါတယ်။ချွဲရောင်လည်းနောက်ကတစ်ချက်မကွာလိုက်လာပါတယ်။တိုက်ခတ်ကြရင်ကိုဝဲကောင်ကကားထဲကနေထွက်ကြပြီးထွက်ပြေးသွားပါတယ်။မောင်းသူမရှိတဲ့ကားဟာလမ်းကူးနေတဲ့ကလေးတွေစီဥတီနေလို့ချွဲရောင်နဲ့ရှင်းထဲတို့အသေးတန်တားဆီးလိုက်ကြပါတယ်။ NIS ဌာနချုပ်မှာတော့မျက်နှာစကန်ဖတ်တဲ့ဆက်တွေကတဆင့်ချာကီဆန်ရောက်ရှိလာတာကိုရှာလို့တွေ့သွားပါပြီ။ချာကီဆန်ကိုဝဲကောင်ကလာရောက်တွေ့ဆုံပြီးချွဲရောင်ကတိုက်ခိုက်တဲ့အကြောင်းသတင်းပေးလိုက်ပါတယ်။ဒီဘက်မှာတော့ရှင်းထဲရဲ့ထုံးစံအတိုင်းတလဲတွေလုံနေလို့ခေါင်းဆောင်ဖြိုကဆူနေပါပြီ။ချွဲရောင်ကိုလည်း24နာရီလုံးစောင့်ကြည့်ဖို့နဲ့လိုအပ်ရင်အိမ်မှာခေါ်သွားဖို့အတွက်ပြောလိုက်ပါတယ်။လက်ထိတ်ခတ်ပြီးဖမ်းထားတဲ့ချွဲရောင်စီကိုဂင်ချာနာကလာရောက်ပြီးမိတ်ဆက်နေပါတယ်။ရှင်းထဲကချွဲရောင်ကိုအတူပူးပေါင်းလှုပ်ဆောင်ကြဖို့ညှိနှိုင်းလိုက်ပါတယ်။ချွဲရောင်ကလည်းချာကီဆန်ရဲ့တီနေရာကိုသိရရင်သူ့ကိုအရင်ဆုံးအသိပေးရမယ်လို့ပြောလိုက်ပါတယ်။စားတောက်ဆိုင်မှာရှင်းထဲကချွဲရောင်ကိုလက်ဆောင်ဆိုပြီးခြေရခံဆက်လေးတက်ပေးလိုက်ပါတယ်။ရဲချင်းချင်းအတိမတ်ပြုတဲ့ဆက်ဆိုပြီးလိန်ပြောပြီးတက်ပေးလိုက်တာပါ။အိမ်ပြန်လမ်းမှာတော့သူတို့နှစ်ယောက်ရင်းရင်းနှီးနှီးစကားပြောလာကြပါတယ်။အိမ်ရောက်တဲ့အခါရှင်းထဲကမိသားစုများကိုသူ့ရဲ့ပါတနာအသစ်ကိုမိတ်ဆက်ပေးပါတယ်။ပြီးတော့အိမ်မှာခဏလောက်နေမယ့်အကြောင်းကိုလည်းပြောလိုက်ပါတယ်။ရှင်းထဲရဲ့မိန်းမကတော့မကြိုက်ပါဘူး။ရှင်းထဲရဲ့ခင်မလေးကတော့ချွဲရောင်ကိုမြင်ချင်းအရန်ကိုကြိုက်သွားပါတယ်။ချွဲရောင်ရေချိုးခန်းနဲ့ဝင်နေတဲ့အချိန်မှာရှင်းထဲကချွဲရောင်ရဲ့ဖုန်းထဲကို NIS ရဲ့ကပ်ပြားလေးထည့်လိုက်ပါတယ်။ခင်မလေးကတော့ချွဲရောင်ကိုအရန်တွေအဝစ်ကျင်းနေပါတယ်။ချွဲရောင်ကတင့်တယ်ထဲထားတဲ့ NIS ကတ်ကိုဖယ်ပြီးသူ့ရဲ့အထက်လူကြီးကိုသတင်းပို့နေလိုက်ပါတယ်။မတက်ပိုင်းမှာဧည့်သည်လူကျော်ကြီးကိုရှင်းထဲတို့မိသားစုကနှွေးထွေးစွာအခန့်လိုက်ကြပါတယ်။ချာကီဆန်ကတော့တပ်တူပြားတွေကိုရောင်းဖို့ဝက်လက်နဲ့တွေ့ဆုံနေပါတယ်။နောက်တစ်ရက်မှာတပ်တူပြားတွေကိုကျွမ်းကျင်တဲ့သူတွေနဲ့စစ်ဆေးကြဖို့သဘောတူညီချက်ရယူလိုက်ကြပါတယ်။စာအုပ်တစ်ခုတွင်းမှာ CCTV မှတဆင့်ဂိုဝဲကောင်သွားတဲ့နေရာကိုစစ်ဆေးနေကြပါတယ်။အဲဒီနောက်ဂိုဝဲကောင်သွားတဲ့မြေအောက်ထပ်ကိုလိုက်လာခဲ့ကြပါတယ်။မြောက်ပိုင်းကစုံတော့ချွဲရောင်လဲတောင်ပိုင်းစုံတော့ကိုခြေပတ်ထားရလားလို့စစ်ဆေးလိုက်ပါသေးတယ်။မြေအောက်ထက်ကိုရောက်တဲ့အခါရှစ်ထဲကကိုဝဲကောင်ရဲ့ပုံစံကိုပြောပြီးလိုက်ရှာနေပါတယ်။ဒီအချိန်မှာတခါကသူလွတ်သွားမှုတဲ့တရားခံတယောက်ကိုတွေ့လိုက်ပါတယ်။အဲ့ဒီကောင်ကရှင်းထဲကိုမြင်တော့ထွက်ပြေးသွားပါတယ်။အဲ့ဒီနောက်ကိုလိုက်သွားတဲ့အခါခွန်မဲ့ပစ္စည်းတွေရောင်းနေတဲ့တထင်းနဲ့သူ့လူတွေကိုတွေ့သွားပါတယ်။ကိုဝဲကောင်အကြောင်းမေးပေမဲ့မပြောပြလို့တိုက်ခိုက်ကြပါတယ်။ချွဲရောင်ကရန်သူအားလုံးကိုတီရှူးလိတ်ကိုအသုံးပြုပြီးတိုက်ခိုက်လိုက်ပါတယ်။ရှင်းထဲကချွဲရောင်ရဲ့စွမ်းစာကိုအထင်ကြီးသွားပါတယ်
ပြီးတော့ရှင်းထဲကဒီစုံစမ်းရေးမှထွက်ချင်တဲ့အကြောင်းခေါင်းဆောင်ဖြိုကိုပြောပြနေပါတယ်။ခေါင်းဆောင်ဖြိုကနောက်ွယ်မှာနောက်ထပ်လူတွေရှိသေးတဲ့အကြောင်းနဲ့ကိုဝဲကောင်ရဲ့တီနေရာကိုပြောပြပေးလိုက်ပါတယ်။ချွဲရောင်းကတော့ရှင်းထဲရဲ့ဖုန်းကိုခိုးနှားထောင်နေခဲ့ပါတယ်။ရဲတယောက်ရဲ့လစာဟာဘလောက်ရလဲလို့အမဖြစ်သူကိုမေးလိုက်ပါတယ်။မင်းရောင်းကသူ့ကိုပိုးပတ်နေတဲ့သူတွေထဲမှာငွေများစွာရှာနိုင်တဲ့သူတွေကိုပြစ်ပြီးလစာနဲ့ပဲရတဲ့ရဲနဲ့အိမ်အောင်ပြုတ်ဖို့အတွက်စိတ်ကူးတွေယဉ်နေပါတယ်။အဲ့ဒီအချိန်မှာ TV သတင်းထဲမှာချွဲရောင်းကကိုဝဲကောင်ကိုအဆောက်အဦပေါ်ကနေခုန်ချပြီးလိုက်ဖမ်းနေတဲ့အတွက်အမဖြစ်သူဟာသူ့ကိုမစင်စားရဘူးလို့သတိပေးလိုက်ပါတယ်။မင်းရောင်းကတော့အရက်မိုက်တာပဲလို့ပြောလိုက်တဲ့အတွက်ခေါင်းကိုရိုက်ခံလိုက်ရပါတယ်။တရုတ်စားတောင်းဆိုင်ကိုရောက်ရှိလာပြီးကိုဝဲကောင်ကိုလိုက်ရှာနေကြပါတယ်။ကိုဝဲကောင်ကတော့ဘေးကလမ်းကြားထဲမှာလူတစ်ယောက်နဲ့တွေ့ဆုံနေတာပါ။စားတောက်ဆိုင်ထဲကလူမိုက်တွေထွက်လာပြီးရှင်းထဲကိုတိုက်ခိုက်ပါတယ်။ချွဲရောင်းကကိုဝဲကောင်စီလိုက်သွားပေမဲ့ကိုဝဲကောင်ကကိစ္စတုံးခံလိုက်ရပါပြီ။အဲ့ဒီချိန်မှာချွဲရောင်းရောက်လာပြီးအဲ့ဒီလူနဲ့တိုက်ခိုက်လိုက်ကြပါတယ်။ရှင်းထဲရောက်လာတဲ့ချိန်မှာတော့အဲ့ဒီလူထွက်ပြေးသွားပါတယ်။တရုတ်စားတောက်ဆိုင်ကိုဂင်ချာနာတို့အဖွဲ့လည်းရောက်လာပြီးလူမိုက်တွေကိုဖမ်းသွားကြပါတယ်။တည်ဆုံးသွားတဲ့ကိုဝဲကောင်စီကဖုန်းကိုယူပြီးဂင်ချာနာကိုပေးကစုံစမ်းခိုင်းလိုက်ပါတယ်။ရှင်းထဲကတော့ဘိုင်းမှာဓာတ်တန်ရရရှိသွားပါတယ်။အပြန်လမ်းမှာရှင်းထဲကချွဲရောင်းကိုစုံစမ်းရေးနဲ့ပတ်သက်ပြီးမေးမြန်းနေပါတယ်။ချွဲရောင်းကစစ်စင်ရေးတစ်ခုမှာသူ့ရဲ့အမှားကြောင့်သူ့ရဲ့တပ်ဖွဲ့ဝင်များကြာဆုံးသွားကြောင်းပြောပြလိုက်ပါတယ်။ရှင်းထဲကခေါင်းဆောင်ဖြိုစီကိုသတင်းပေးနေတဲ့အချိန်မှာချွဲရောင်းထံကိုခြေရခံဆက်တက်ထားတဲ့လူတစ်ယောက်ချင်းကပ်လာပါတယ်။ရှင်းထဲရောက်လာတဲ့အချိန်မှာတော့ချွဲရောင်းကသူ့ကိုညာပြီးခြေရခံဆက်တက်ပေးထားတာကိုသိသွားပါတော့တယ်။ရှင်းထဲကစိတ်ပူလို့တက်ပေးထားတာဖြစ်တဲ့အကြောင်းပြောပြီးပြန်ဖြုတ်ပေးလိုက်ရပါတယ်။အိမ်မှာတော့ရှင်းထဲရဲ့မိန်းမကဒဏ်ရာတွေရလာခဲ့လို့စူပူပြီးစိတ်ထက်ပေးနေပါတယ်။မင်းရောင်းလဲချွဲရောင်းကိုစိတ်ထက်ပေးရင်ရေလာမြောင်းပေးစကားတွေပြောလိုက်ပါတယ်။ချွဲရောင်းကသူ့မှာပိုင်ရှင်ရှိတယ်လို့ပြောလိုက်တဲ့အတွက်ရှက်ရှက်နဲ့ထွက်သွားပါတယ်။ညရောက်တဲ့အခါမှာမင်းရောင်းကချွဲရောင်းသားကိုကတ်လာပြီးသူ့ကိုတိတ်ချစ်တာပဲလားလို့မေးလိုက်ပါတယ်။ဒါပေမဲ့ချွဲရောင်းမဟုတ်ပဲသူ့ရဲ့ခဲအိုဖြစ်နေတဲ့အတွက်ရှက်ရှက်နဲ့ပြန်ထွက်သွားလိုက်ပါတယ်။ရှင်းထဲရဲ့မိန်းမကတညာလုံးမအိပ်ပဲထိုင်နေတဲ့ချွဲရောင်းကိုလဲစရာဝတ်စားတွေပေးလိုက်ပါတယ်။မနက်စာထမင်းဝိုင်းကိုလည်းမြောက်ပိုင်းစတိုင်ဆမ်မုံစုပ်ပြုတ်ချက်ကျွေးလိုက်ပါတယ်။ထမင်းဝိုင်းမှာထုံးစံအတိုင်းသမီးလေးက iPhone ဝယ်ပေးဖို့အတွက်ပူဇော်ပါတယ်။ဒီအချိန်မှာရှင်းထဲရဲ့ဖုန်းကိုခိုးနှားထောင်တဲ့လူရှိကြောင်းမက်ဆေ့ဝင်လာပါတယ်။ဒါကြောင့်ရှင်းထဲကအပြင်ထွက်ပြီးဖုန်းကတ်ကိုဖြုတ်ထားလိုက်ပါတယ်။ရှင်းထဲရဲ့မိန်းမကတော့ချွဲရောင်းကိုသူ့ယောက်ျားကိုဂရုစိုက်ပေးဖို့မှာကြားလိုက်ပါတယ်။ရှင်းထဲလည်းတတုပြားတွေအကြောင်းနဲ့အယောင်းဝယ်ပြုလုပ်ကြမဲ့နေရာကိုတည်သွားပါတော့တယ်။သူဖုန်းကိုခိုးနှားထောင်တဲ့ချွဲရောင်းကိုလည်းဒေါသထွက်ပြီးကားပေါ်မှာရန်စကားတွေပြောပလိုက်ပါတယ်။ချွဲရောင်းကတော့စိတ်ရင်းနဲ့ကူညီပေးဖို့တောင်းဆိုလိုက်ပါတယ်။ချွဲရောင်းကကားနောက်ခန်းထဲမှာအသုံးဝင်မဲ့ပစ္စည်းကိုရှာဖွေရင်းရှင်းထဲကိုပတ်စံအနေငယ်ပေးလိုက်ပါတယ်။သမီးလေးကို iPhone ဝယ်ပေးပါလို့ပြောလိုက်ပါတယ်။ပြီးတော့ဟိုကောင်တွေကအရန်ရက်ဆက်တယ်မသေးချင်းရင်ဒီမှာနေပြီးအကူတက်ဖွဲ့ကိုစောင့်နေပါလို့ပြောလိုက်ပါတယ်။ရှင်းထဲကတော့ချွဲရောင်းရှိရာအဆောက်အဦပေါ်ဓာတ်ကိုလိုက်လာခဲ့ပါတယ်။သူတို့နှစ်ယောက်ဟာအဆောက်အဦပေါ်ဓာတ်ကတဆင့်အထဲကအခြေအနေတွေကိုသိရဖို့အတွက်ဖုန်းနဲ့ကြည့်နေကြပါတယ်။အဆောက်အဦထဲမှာတော့တပ်တုပြားတွေနဲ့ထုတ်လုပ်ထားတဲ့ဒေါ်လာတွေကိုကျွမ်းကျင်သူတွေနဲ့စစ်ဆေးရင်းဈေးစကားညှိနှိုင်းနေကြပါတယ်။ဝယ်သူကဈေးစစ်နေလို့ချာကီဆန်ကမယောင်းတော့ပဲတနက်နဲ့ပြစ်တက်လိုက်ပါတယ်။သူတို့ပြန်ထွက်မဲ့အချိန်မှာချွဲရောင်းကကျိုးတစ်ချောင်းကိုအသုံးပြုပြီးအဆောက်အဦထဲကိုခုံဝင်သွားကပြစ်ခတ်ကြပါတော့တယ်။ချာကီဆန်ကလက်ပစ်ပုံးနဲ့ပြစ်လိုက်တဲ့အတွက်အဆောက်အဦပောက်ကွဲသွားတာကိုကူတပ်ဖွဲ့တွေလည်းတွေ့လိုက်ရပါတယ်။ချွဲရောင်းတို့ဟာချာကီဆန်တို့နောက်ကိုထက်ချက်မကွာလိုက်ခဲ့ကြပါတယ်။ဂင်ချာနာကတော့တနက်မှန်သွားခဲ့ပါတယ်။သူတို့ဟာလမ်းမှာအပြန်အလှန်ပြစ်ခတ်ကြရင်ချာကီဆန်ရဲ့ကားမှောက်သွားခဲ့ပါတယ်။ချွဲရောင်းကချာကီဆန်ကိုတတ်တော့မဲ့အချိန်မှာရှင်းထဲကဝင်တားလိုက်လို့ချာကီဆန်လည်းတရားပေါ်ကနေခုန်ချပြီးထွက်ပြေးသွားပါတယ်။ရှင်းထဲကမင်းငါကိုဂရိပေးထားတယ်လေလို့ပြောလိုက်တဲ့အချိန်မှာချွဲရောင်းကချာကီဆန်ကငါမိမကိုပြစ်တက်သွားတာငါမိမဘိုက်ထဲမှာကိုဝင်ရှိနေတာလို့ပြောလိုက်ပါတယ်။ရှင်းထဲလည်းစာနာသွားပြီးချွဲရောင်းကိုတတ်တူပြားတွေပေးပြီးတောင်ပိုင်းရဲတွေမလာခင်ထွက်သွားခိုင်းလိုက်ပါတယ်။ချွဲရောင်းကတော့အထက်လူကြီးကိုတတ်တူပြားတွေပြန်အပ်ပြီးချာကီဆန်ရဲ့အလောင်းကိုမတွေ့သေးတဲ့အကြောင်းတင်ပြလိုက်ပါတယ်။ဝင်ပြီးလို့အိမ်ပြန်လာတဲ့ရှင်းထဲကိုယွန်းအားလေးကငိုယိုပြီးဖုန်းဆက်လာပါတယ်။ချာကီဆန်ကရှင်းထဲရဲ့မိန်းမနဲ့သမီးလေးကိုပြန်ပေးဆွဲထားခဲ့ကြောင်းနဲ့တပ်တူပြားတွေနဲ့လာလဲဖို့အတွက်ပြောလိုက်ပါတယ်။ရှင်းထဲလဲငိုကချွဲရောင်းကိုအကူအညီတောင်းလိုက်ပါတယ်။မိသားစုဆုံးရှုံးမှုတဲ့ချွဲရောင်းဟာသူ့ရဲ့အထက်လူကြီးကိုအကျိုးအကြောင်းပြောပြပြီးတပ်တူပြားတွေကိုပြန်တောင်းလာခဲ့ပါတယ်။ရှင်းထဲကသူ့မိန်းမနဲ့ကလေးစီအမြန်ရောက်လာခဲ့ပါတယ်။တန်ကြိုးတွေခတ်ထားပြီးချိန်ကိုက်ဖုံးနဲ့တွဲထားတာကိုတွေ့လိုက်ရပါတယ်။ချာကီဆန်ကတပ်တူပြားတွေတောင်းတဲ့အခါမပါခဲ့ကြောင်းနဲ့သူတို့ကိုလွတ်ပေးဖို့အတွက်တောင်းပန်လိုက်ပါတယ်။ဒီချိန်မှာသူတို့၃ယောက်ကိုချိန်ရထားတဲ့တနတ်သမားကိုချွဲရောင်းကပြစ်ခတ်လိုက်ပါတယ်။
ပြီးတဲ့နောက်တပ်တုပြားနှစ်ပြားကိုချပေးထားပြီးတစားကန်တွေကိုလွတ်ပေးခိုင်းလိုက်ပါတယ်ချွဲရောင်ကအမြင့်တနေရာမှာရှင်းထဲတို့၃ယောက်ထွက်သွားတာကိုကြည့်နေခဲ့ပါတယ်အဲ့ဒီနောက်လက်ကျန်တပ်တုပြားနှစ်ပြားကိုယူပြီးတိုက်ခိုက်နေခဲ့ပါတယ်အိမ်ပြန်လမ်းမှာတော့ရှင်းထဲကမိမနဲ့ကလေးကိုထားခဲ့ပြီးချွဲရောင်ကိုတွားကူညီပြရစီလို့ပြောလိုက်ပါတယ်သူမိမကလည်းခေါင်းဆောင်ဖြိုတို့ကိုအကူအညီတောင်းပြီးဒဏ်ရာမရခဲ့စေနဲ့လို့မှားလိုက်ပါတယ်ချာကီဆန်တို့လည်းကြံနေတဲ့တပ်တုပြားနှစ်ပြားကိုရှာတွေ့သွားပါတယ်ချွဲရောင်ကတစ်ဖွဲ့လုံးနဲ့တစ်ယောက်တိုက်ခိုက်ရင်လက်မောင်းရင်းနဲ့ဘိုက်ကိုကြီးထိသွားပါတယ်ဒီအချိန်မှာရှင်းထဲရောက်လာပြီးချွဲရောင်ကိုတနက်ပေးလိုက်ပါတယ်ချွဲရောင်လည်းချာကီဆန်နောက်ကလိုက်လာရင်ချာကီဆန်၌တိုက်ခိုက်ကြပါတယ်ဒဏ်ရာရနေတဲ့အတွက်ချွဲရောင်ဟာချာကီဆန်ကိုရှင်းမတိုက်နိုင်ပါဘူးဒီအချိန်မှာရှင်းထဲရောက်လာပြီးချာကီဆန်ကိုတိုက်ခိုက်ပါတယ်ရှင်းထဲတယောက်တဲတန်ရိုက်ခံနေရတဲ့အချိန်မှာချွဲရောင်ကချာကီဆန်ကိုအသေးပစ်တက်လိုက်ပါတယ်အဲ့ဒီနောက်နာကျင်နေကြတဲ့သူတို့နှစ်ယောက်ဟာစကားတွေပြောပြီးတပ်တုပြားတွေကိုမြစ်ထဲကိုလွှတ်ပစ်လိုက်ပါတယ်ပွဲပြီးမှခေါင်းဆောင်ဖြိုတို့အဖွဲ့လည်းရောက်ရှိလာပါတော့တယ်နောက်ဆက်တွဲအနေနဲ့ရှင်းထဲကလူဝက်တောင်ဝင်တဲ့မြောက်ပိုင်းကိုရောက်လာတဲ့အခါချွဲရောင်ကလာရောက်တွေ့ဆုံပါတယ်ပြီးတဲ့နောက်မြောက်ပိုင်းမှာတောင်ပိုင်းကကောင်တွေတနက်မကန်ရဘူးတိတ်တယ်လို့ပြောလိုက်ပါတယ်သူတို့နှစ်ယောက်ကတော့ပြန်လည်ဆုံတွေ့ရတဲ့အတွက်ဝမ်းသာနေကြပါတယ်ရှင်းတဲ့ကတော့သူ့ခင်မလေးကိုမမေ့ပါဘူးချွဲရောင်ကိုငါခင်မလေးကမင်းနဲ့တွေ့ဖို့စောင့်နေတယ်လို့ပြောပြီးဇက်သိမ်းသွားပါတော့တယ်နောက်ရက်တွေမှာဒီဇာတ်ကားလေးရဲ့အပိုင်းနှစ်ကိုဆက်လက်တင်ဆက်ပေးမှဖြစ်လို့ channel လေးကို like and subscribe လေးလုပ်ခဲ့ပေးကြပါအောင်ရှင်ကျေးဇူးတင်ပါတယ်